အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုနံပါတ် 80k ရဲ့နံပါတ်3ဖြစ်သွားပြီပေါ့နော် 80k မှာဒီချက်ကားကိုဘယ်လိုတွေ့တာလဲနောက်ပြီးရင်ဘယ်လိုလက်ခပေါင်းပြီးတော့တကရန်ကိုဘယ်လိုဈေးနှုန်းသတ်မှတ်ပြီးရောင်းလို့ရှိတာလဲဆိုတာကိုရှင်းပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်တော့တကရန်ကိုဘယ်လိုတွေ့တာလဲဒီချက်ကားကိုဘယ်လိုတွေ့တာလဲဆိုတာကိုလာကြည့်ကြည့်ပြပါအဲဆိုရင်တော့ 80k ဆိုတာကကြတော့မြန်မာရွှေရည်နဲ့ဆိုရင်7နှစ်ပဲရည်ရှိတယ်ရွှေပေါင်မှုနှုန်းက85%ပါတယ်လို့ရှေ့ဗီဒီယိုနံပါတ်1မှာပြောထားတာဖြစ်ပါတယ်ဒါဆိုရင်7နှစ်ပဲရည်တစ်ချက်သားစီးကိုလိုချင်ရင်ယနေ့ပေါက်ဈေးက103သိန်း5တောင်းလို့ထားလိုက်မယ်16နှစ်စားပြီးတော့7နှစ်နဲ့မြောက်တာဘာဖြစ်လို့16နှစ်စားရလဲဘာဖြစ်လို့7နှစ်နဲ့မြောက်တာလဲဆိုတော့3ရွှေဆက်တဲ့ခါမှာဆိုရင်အခောက်ရွှေကကြတော့7နှစ်ပဲထည့်မယ်နောက်ပြီးတဲ့ခါကျရင်ဆက်ခဲကဒီအရေးဖြစ်သွားအောင်ဒီ16ပဲရည်ကိုလိုချင်တဲ့7နှစ်ပဲရည်ဖြစ်သွားအောင်ဆိုဆက်ခဲက4ပဲထည့်တယ်ပါလိုက်တော့ရလာတဲ့4ချိန်က16ပဲထည့်လိုက်တဲ့ခောက်က7နှစ်ပဲဖြစ်တဲ့အတွက်ကြောင့်16နှစ်စားပြီးတော့ထည့်လိုက်တဲ့ခောက်ချိန်နဲ့မြောက်တာဖြစ်ပါတယ်ဒါဆိုရင်တော့ရက်သားဈေးကကြတော့89သိန်း6,2500ရတာဖြစ်ပါတယ်ဒါဆိုရင်7နှစ်ပဲရည်ရွှေရဲ့တစ်ချက်သားဈေးနှုန်းပါရွှေရဲ့တစ်ချက်သားဈေးနှုန်းပါအဲ့မှာမတစ်ချက်သားမှာဆိုရင် gram ချိန်အားဖြင့်ဆိုရင်16.3နှစ်ကို gram ရှိတယ်လို့အရှိဗီဒီယိုမှာပြောထားပေးတာဖြစ်ပါတယ်ဒါဆိုရင်တော့တစ်ချက်သား gram ချိန်က16.3နှစ်ကို gram ဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ချက်သားကို16.3နှစ်ကို gram နဲ့စားလိုက်တဲ့အခါကျရင်တစ် gram ရဲ့တန်ဖိုးထွက်လာမှာဖြစ်ပါတယ်ဒါဆိုရင်တော့တစ် gram ကိုရချင်တယ်ဆိုရင်ဒီ7နှစ်ပဲရည်ရွှေ 80k ရွှေတစ်ချက်သားကို89သိန်း6,2500နဲ့စားလိုက်တဲ့အခါမှာဆိုရင်16.3နှစ်ကိုစနစ်တင်နဲ့စားလိုက်ရင်4,95,380ကျက်38ကျက်ကြတယ်ပေါ့နော်ဒါတဂရန်ဈေးဖြစ်သွားပြီတဂရန်ရဲ့ဈေးဆိုပေမဲ့လို့ဒီကဒီဈေးနဲ့ရောင်းတာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့သူ့မှာအရွက်တွေမပါဘူးလက်ခရှိတယ်ပေါ့နော်လက်ခကိုပေါင်းထားတာဖြစ်ပါတယ်အခုဒီနေ့ပေါက်ဈေး 80k တဂရန်ရဲ့ပေါက်ဈေးကကြတော့6သိန်း1000အောက်ထစ်ရှိတယ်ပေါ့နော်6သိန်း1000ရှိတယ်ဒါဆိုရင်ဒီကြတဲ့ငွေနဲ့ဒီ6သိန်း1000နဲ့ခြားနာချစ်ကိုတည်ကြမယ်6သိန်း1000ကိုတည်ပြီးတော့ဒီကျတို့က6သိန်း1000ကိုတည်ပြီးတော့အနုပ်ဒီမှာ4,95,000 sorry ဟုတ်တယ်4,000ဆိုဖြစ်နေတာခဏရ4,538ကိုကလန်ဈေးကိုနှုတ်လိုက်တဲ့အခါမှာဆိုရင်ကျတို့က334,618ကျန်ဒီလက်ခယူထားတာပေါ့နော်အရင်တော့ကတော့လက်ခက6,000 9,000လောက်ပဲပေါင်းထားတာပေါ့နော်ဆိုတော့ရွှေဈေးတက်လာတာနဲ့အများဒီလက်ခကလည်းတက်လာတယ်ဘာဖြစ်လို့လဲဆိုတော့ရွှေတယ်တွေကိုပြုလုပ်တဲ့အခါမှာဆိုရင်ဒီပြုလုပ်တဲ့လူတွေကကြတော့ငွေပေးရင်ပြီးကျင်ကြဘူးရွှေပေးတာပဲကြိုက်တာပေါ့နော်ဒါကြောင့်ရွှေနဲ့ပေးရတယ်ရွှေဈေးတက်လာတာနဲ့အများလက်ခတွေကလည်းဈေးတက်လာတာဖြစ်ပါတယ်ဒါဆိုရင်တော့ 80k တဂရန်ကဘာလို့ဈေးများနေတာလဲဘာလို့အရောတွင်းနဲ့ထည့်ဖို့များနေတာလဲဆိုတော့ဒီလိုမျိုးယူထားလို့ပါဒါဆိုရင်တော့တရွေးကြော်ဖြစ်နေပြီပေါ့နော်ဒီဘာမှဆွေနဲ့ဆိုရင်တရွေးကြော်တဲ့ဈေးဖြစ်နေပြီပေါ့နော်ဒါဆိုရင်သူပစ္စည်းတစ်ခုကိုလုပ်တဲ့အခါမှာဆိုရင်ဒီလိုမျိုး3,300ကိုပေါင်းထားတာမျိုးမဟုတ်ပဲနဲ့ဒီပစ္စည်းရဲ့4ချိန်တဂရန်ဆိုရင်ဒီ3,300ပေါင်းတယ်2ကရက်တင်တဲ့ဟာဆိုရင်2,600ပေါင်းထားတယ်3ကရက်တင်တဲ့ဟာဆိုရင်3,900ကျော်ပေါင်းထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ပါစင်းနဲ့ဝယ်တာအရှုံးမရှိဘူးဆိုပေမဲ့ပါစင်းနဲ့ဝယ်တာကအရော့တွဲနဲ့ဝယ်တာကဘာပုံများလဲဆိုတာကိုဘာကိုစဉ်းစားယူပါလို့ပမာချင်ပါတယ်ရှင်ဒါကြောင့်မို့လို့ဒီ15%ကအရန်များနေပါတယ်ဆိုတဲ့သူတွေအတွက်ပြောပြပေးတာဖြစ်ပါတယ်ဒါကကျတော့ဒီလိုမျိုးလောက်ထားလို့ဒါ15%ကဘာလို့များနေရလဲဆိုတော့လေဒီ 80k ရဲ့ထူးခြားချက်ကဘာလဲဆိုတော့တိတိမွမွလေးတွေကိုရွှေချိန်နည်းနည်းလေးနဲ့လှုပ်လို့ရတယ်ပေါ့နော်ဒီပဋိဒီမှာကျတော့ဒီလိုရွှေချိန်နည်းနည်းလေးနဲ့လှုပ်လို့မရဘူး 80k ကကျတော့စစ်တယ်ဖြစ်တဲ့အတွက်ကြောင့်တိတိမွမွလေးတွေလှုပ်လို့ရပါတယ်ရှင်အဲ့ဒါကိုနောက်ဗီဒီယိုဖိုင်မှာတိတိမွမွလေးတွေပဲလှုပ်လို့ရတဲ့အတွက်ထူးခြားချက်နဲ့အတားချက်နဲ့အားနည်းချက်ကိုပြပြပေးမှာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်မဖြစ်ပါ